ထေးကြီးစီတယောက်ဟာသူ့ရဲ့သားလေးကိုပထမဆုံးအကြိမ်ကိုယ်တိုင်ထိန်းချောင်းရတော့မယ့်အချိန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သားလေးကတော့ဖခင်အစ်စ်ကိုလုံးဝမညာခဲ့ပါဘူး။နှုတ်တိုက်နေစဉ်မှာပဲစီရဲ့လက်ပေါ်ကိုနှုတ်တွေပတ်ချလိုက်ပါတယ်။စီယောက်ကအလျင်အမြန်တ िश ူးသွားယူဖို့စ조사ရင်းစပွဲပေါ်ကနှုတ်မုံဘူးကိုမတော်တဆတိုက်ချမိသွားတဲ့ကျမ်းပြင်အနှံ့ပြန်ကျဲသွားတဲ့နှုတ်မုံတွေကိုကြည့်ပြီးသူဟာတက်ပြင်းချယုံသာတက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တစ်နှစ်အရွယ်သားလေးအတွက်တော့ဒါဟာပျော်စရာကိန်းတစ်ခုဖြစ်နေခဲ့တယ်။သူကပတင်ပေါ်ကဆင်းလာပြီးစီယိုရဲ့ဘောင်းဘီပေါ်ကိုနှုတ်မုံတွေလိမ့်တုပ်ကစားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအတွင်းရေးမှုဝင်လာခဲ့ပါတယ်။စီရဲ့အခြေအနေကိုမြင်လိုက်ရတော့မရေပဲမနေနိုင်ခဲ့ပဲအင်ကူတွေကိုခေါ်ဖို့လှည့်ထွက်သွားခဲ့ပါတယ်။ခဏကြာပြီးနောက်မှာတော့စီကသားလေးကိုအိပ်ပျော်အောင်ခက်ခက်ခဲခဲချုပ်ယူနိုင်ခဲ့ပါတယ်။သူနဲ့အတွင်းရေးမှုနှစ်ယောက်စလုံးတက်ပြင်းချလိုက်ကြပြီးအဲ့ဒီအချိန်မှာပဲသားလေးရဲ့မွေးစားမိခင်ဟာတစ်နှစ်တာအတွင်းဘလောက်ခက်ခဲခဲ့မလဲဆိုတာနားလည်လာခဲ့တယ်တကယ်တော့သားလေးဟာမွေးပြီးတစ်လအရွယ်မှာပဲစီယိုရဲ့ရန်သူတွေကပြန်ပေးဆွဲသွားခဲ့ပြီးကျေးလက်ဒေသတစ်ခုမှာစွန့်ပစ်ထားခဲ့တာဖြစ်ပါတယ်။ကံကောင်းစွာနဲ့ပဲမွေးရမြေကိုပြန်လာတဲ့အမျိုးသမီးတစ်ယောက်ကကလေးကိုတွေ့ရှိသွားခဲ့တယ်။ကလေးတွေကိုချစ်မြတ်နိုးတဲ့သူမဟာကလေးကိုအိမ်ခေါ်သွားပြီးတရားဝင်မွေးစားခဲ့ပါတယ်။အဲ့ဒီနောက်တစ်နှစ်လုံးသားလေးကိုမိခင်ရင်တယောက်လိုအနစ်နာခံပြီးပြုစုစောင့်ရှောက်ခဲ့ပါတယ်။သူမတို့ရဲ့ပျော်ရွှင်တဲ့ဘဝဆက်လက်တည်ရှိမယ်လို့ထင်ထားချိန်မှာပဲစီယိုကသူ့သားကိုသူမမွေးစားထားကြောင်းသိရှိသွားခဲ့တယ်။သူဟာချက်ချင်းသူမရဲ့အိမ်ကိုရောက်လာခဲ့ပြီးသားလေးကိုမြင်လိုက်တာနဲ့ကလေးဟာအလွန်ကောင်းမွန်စွာပြုစုခံထားရကြောင်းသိလိုက်ရပါတယ်။ကျေးဇူးဆက်တဲ့အနေနဲ့စီယိုကငွေမြောက်များပေးခဲ့ပေမဲ့သားလေးကိုခေါ်သွားမယ့်အချိန်မှာတော့ကလေးကအမျိုးသမီးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးမခွဲချင်ခဲ့ပါဘူး။ဒါကြောင့်စီယိုကသားလေးဟာရုတ်တရက်ခွဲခွာမှုကိုလက်မခံနိုင်သေးကြောင်းနားလည်သွားခဲ့တဲ့ထို့ကြောင့်အမျိုးသမီးကိုပါသူ့အိမ်သို့အတူခေါ်လာခဲ့ပါတယ်။အိမ်ပြန်ရောက်ပြီးနောက်စီယိုကသူ့မိသားစုအခြေအနေကိုရှင်းပြခဲ့တယ်။သားလေးရဲ့မိခင်ရင်ဟာတစ်နှစ်ခန့်ကကွယ်လွန်သွားခဲ့ပြီဖြစ်တာကြောင့်ကလေးကသူမအပေါ်မိခိုမှုမရှိတော့တဲ့အထိယာယီထင်းချောင်းသူအဖြစ်အလုပ်ခန့်ချင်ကြောင်းပြောခဲ့ပါတယ်။စီယောကနောင်နာကတ်မှာကလေးကိုတေချာဂရုစိုက်မလားဆိုတာစိုးရိမ်နေတဲ့အမျိုးသမီးဟာနောက်ဆုံးတော့သဘောတူခဲ့ရပါတယ်။အဲဒီညမှာပဲသားလေးဟာအဖျားပြင်းစွာတက်လာခဲ့တယ်။ကံကောင်းစွာနဲ့အချိန်မီဆေးရုံပို့နိုင်ခဲ့လို့အသက်အန္တရာယ်မရှိခဲ့ပါဘူး။အမျိုးသမီးကကလေးဟာမကြာခဏမဖျားတတ်ပေမဲ့ဖျားပြီဆိုရင်ပြင်းထန်တဲ့ကြောင်းပြောပြခဲ့တယ်။ထို့ပြင်မြေပဲနဲ့ဓာတ်မတည့်တဲ့အကြောင်းနဲ့ကလေးရဲ့အလေးထားများစွာကိုလည်းအသေးစိတ်ရှင်းပြခဲ့ပါတယ်။ဒါတွေကိုကြားပြီးစီယောဟာအလွန်စိတ်ထိခိုက်သွားခဲ့တယ်။အမျိုးသမီးဟာသူ့သားကိုတကယ်ချစ်မြတ်နိုးကြောင်းသူသိလိုက်ရပါတယ်။ဒီနေ့မှာတော့အမျိုးသမီးရဲ့ဖခင်ဆေးရုံတက်ရတာကြောင့်ခွင့်ယူပြီးသွားတွေ့ရပါတယ်။သူမမရှိတဲ့အတွက်စီယောဟာသားလေးကိုကုမ္ပဏီသို့ခေါ်သွားခဲ့ရတယ်။ကုမ္ပဏီဝန်ထမ်းတွေကအမြဲတမ်းအေးဆက်ပြီးအာဏာပြင်းထန်တဲ့စီယိုမှာကလေးတစ်ယောက်ရှိနေမယ်လို့မထင်ခဲ့ကြပါဘူး။အစည်းအဝေးစတင်တော့မယ်လို့အတွင်းရေးမှူးကသတိပေးခဲ့ပါတယ်စီယိုကကလေးကိုအတွင်းရေးမှူးထံအပ်ထားဖို့စဉ်းစားပေမဲ့သားလေးကသူ့ပေါင်းဘီကိုဆွဲကင်ထားပြီးမခွဲချင်ခဲ့ပါဘူး။နောက်ဆုံးတော့စီယိုဟာသားလေးကိုချီထားရင်းအစည်းအဝေးခန်းထဲဝင်သွားခဲ့ရပါတယ်။အစည်းအဝေးတစ်ဝက်လောက်ရောက်ချိန်မှာတော့သားလေးဟာရုတ်တရက်ငိုကြွေးလာခဲ့တယ်ဘလို့ချော့ချော့မတိတ်နိုင်ခဲ့ပါဘူး။အထိတ်တလန့်ဖြစ်သွားတဲ့စီယိုဟာအမျိုးသမီးကိုဗီဒီယိုခေါ်ပြီးဘာဖြစ်တာလဲလို့မေးခဲ့ပါတယ်။အမျိုးသမီးကကလေးရဲ့ဒိုင်ပါတာအချိန်ကြာကြီးမလဲရသေးဘူးမဟုတ်လားလို့မေးလိုက်တဲ့အခါစီယိုကချက်ချင်းသဘောပေါက်သွားခဲ့တယ်။သူဟာအတွင်းရေးမှူးကိုဒိုင်ပါအစ်စ်ယူခိုင်းပြီးကိုယ်တိုင်လဲပေးဖို့ပြင်ဆင်ခဲ့ပါတယ်။အရင်ဆုံးတန်ရှင်းအောင်တုပ်ပေးရမယ်လို့အမျိုးသမီးကပြောလိုက်ချိန်မှာစီယိုကလှုပ်ဆောင်နေစဉ်သားလေးကခြေထောက်နဲ့မျက်နှာကိုတက်တက်ကန်ထည့်လိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဝန်ထမ်းတွေကရေမောမှုကိုမထိန်နိုင်ကြတော့ပါဘူး။သူတို့ရဲ့တင်းကျပ်ပြီးအေးဆက်လာတဲ့စီယိုကြီးတစ်ယောက်ဒီလိုရေစရာကောင်းတဲ့အခြေအနေမျိုးတွေကြားရောက်နေလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး